ဝါဆိုလာဒီနေ့ရောက်တိုင်းရသော်ဘုရားကိုအမှတ်ရပြီးတော့ရသော်ဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုဘုန်းကြီးတို့တွေပူဇော်ကြရမှာဖြစ်တယ်ရသော်ဘုရားကိုကိုယ်တိုင်မမီလိုက်ရတော့လေဘုရားတရားကိုနာပြီးရနေကြတဲ့ဒီကနေ့မျက်မှောက်ခေတ်မှာရှိကြတဲ့ဘုရားဘာသာသူတော်စင်တို့တွေကျေးဇူးအကြီးမားဆုံးသောပုဂ္ဂိုလ်ကိုဟောတို့ပြောဆိုပါလို့ဆိုလို့ရှိရင်ရသော်ဘုရားထိတ်တန်းနေရမှာရှိတယ်။အဲကြောင့်အနန္တ၅ပါးပြောကြတယ်လေဘုရားတရားတန်ခါဆရာမိဘအနန္တကျေးဇူးရှင်ဆိုပြီးတော့တတ်မှတ်ကြတယ်။အဲဒီတတ်မှတ်တဲ့အထဲမှာခုနဆိုတဲ့တရားရသော်ဘုရားကရွှေသောပိတယံဒီတော်နဲ့ချင်းပြည့်ရတော့ကျေးဇူးတရားလည်းမကမ်းကြီးမားဒါလေးမေးကြရှိတယ်ရသော်ဘုရားကမိဘရဲ့ပညာကျေးဇူးကြီးတယ်လားကြီးတာမိဘကကိုကျွေးရုံကျွေးနိုင်တာပဲလေကုသိုလ်အကုသိုလ်လို့ခွဲခြားသိဖို့အတွက်ကြောင့်ဘုရားရဲ့အဆုံးအမရမှသိတာမိဘကကိုကျွေး